ထိုင်းနိုင်ငံရှွန်ဘူရီခရိုင်မှာပလတ်စတစ်နဲ့ဖော့ဆက်ယုံမိုးကြိုးပစ်ခံရမှုကြောင့်မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။မနေ့ကအောက်တိုဘာလ23ရက်နေ့မွန်းလေး1:30မိနစ်လောက်မှာမိုးသိထန်စွာရောသွန်းပြီးတဲ့နောက်မိုးကြိုးတွေပြစ်ခတ်စင်မှာပလတ်စတစ်အစိပ်အပိုင်းတွေနဲ့ဖော်ပုံးတွေထုတ်လုပ်တဲ့စက်ရုံကိုမိုးကြိုးထိမှန်ပြီးမီးလောင်မှုဖြစ်ပွားခဲ့တာဖြစ်တယ်လို့ထိုင်းသတင်းမီဒီယာတွေမှာဖော်ပြကြပါတယ်။အဲဒီစက်ရုံဟာရှွန်ဘူရီခရိုင်စီလာရှာမြို့နယ်ဘန်ဖရတ်ကြီးရွာမှာတည်ရှိတယ်လို့သိရပါတယ်။မိသက်သမားတွေကမိသက်ကအစီးရေ20ကျော်နဲ့မင်းကြီးသက်ခဲ့ရမှ2နာရီကျော်ကြာမင်းကြီးသက်ခဲ့ရတာဖြစ်ပါတယ်။မီးလောင်ကျွမ်းမှုကြောင့်ဂိုတောင်2နဲ့ဂိုတောင်3တို့မှာပြက်နဲ့လောင်ကျွမ်းသွားခဲ့ပြီးတော့တာဝန်ရှိသူတွေကမီးကိုအတိုင်းအတာတစ်ခုအထိထိန်းနိုင်ခဲ့တယ်လို့ဆိုထားပါတယ်။မနေ့ကထိုင်းအလုပ်ပိတ်ရက်ဖြစ်တာကြောင့်မီးလောင်ကျွမ်းမှုဖြစ်စဉ်အတွင်းလူထိခိုက်မှုမရှိခဲ့ပါဘူး။ပျက်စီးဆုံးရှုံးမှုတန်ဖိုးကိုတော့ထိုင်းအာဏာပိုင်တွေကစစ်ဆေးလျက်ရှိတယ်လို့သိရပါတယ်ရှင်။